ခုနှစ်ရက်သားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်။အိဋ္ဌသဘောတွေကိုစောင့်တဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောတွေကိုစောင့်တဲ့မကောင်းတဲ့ဟောပြောချက်တွေကတသက်စင်အောင်လွန်မပါစေ။2026ခုနှစ်ဖေဖော်ဝါရီလ4ရက်နေ့တောက်ကြသားသမီးများအတွက်တနေ့တာဟောစတန်ဖြစ်ပါတယ်။တောက်ကြသားသမီးများအတွက်ဒီနေ့မှာအစစအယယအစဉ်ပြေတာမျိုးတွေအောင်မြင်တာမျိုးတွေဖြစ်မယ်နော်ရည်ရွယ်ထားသမျှစိတ်ကူးထားသမျှလုပ်ငန်းတွေဒီနေ့မှာရဲတာဆောင်ပါအစဉ်ပြေအောင်မြင်မယ်နော်ဆွေမျိုးမိတ်ဆွေအရင်အချာများကြောင့်လည်းဒီနေ့မှာသူတို့ပြဿနာကိုပြဿနာဖြစ်ပြီးတော့သူတို့ပြဿနာတွေမှာကိုကပဲလော်ကြဆန်းညက်ရဆိုသူလိုမျိုးဂျာညက်တက်တဲ့သတိထားနော်ကျမ်းမာရေးအနေနဲ့လည်းစီပူလောင်တာမီးပူလောင်အပူလောင်တာမျိုးတွေဖြစ်တတ်တဲ့အချီရေးနဲ့အိမ်တော်ရေးမှာတော့ဒီနေ့မှာအေးချမ်းတာယာပြီးတော့အစီပြေတယ်နော်အကျိုးပေးတဲ့ကဏ္ဍကတော့3နဲ့ခွန်ဖြစ်ပြီးတော့အကျိုးပေးတဲ့အယောင်မှာအစိမ်းရောင်နဲ့အစိမ်းရင်းအယောင်ပဲဖြစ်ပါတယ်ရတရားအနေနဲ့မိမိအိမ်ရှိဖျားမှာမုတ်စီကြောတက်လူပေးရမှာဖြစ်ပါတယ်ရှင်